cherry အားလုံးလာပါရှင်မနေ့ကမနက်ခရ cherry ရဲ့တော့အိမ်မှာတွားနေပြီခဲ့ဆိုဗီဒီယိုကဖြည်းဖြည်းများတော့များခဲ့ပေါ့နော်ဒါပေမဲ့လည်းတပုတ်တော့ရအောင်လိုက်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ဖိတ်တင်စရာဗီဒီယိုတပုတ်ရှိတယ်ပေါ့နော်အားကြောင့်လို့လားကဲအရင်ဆုံးဒီညာလေးကပန်းချန်လေးလောက်ထားဆိုတော့လေးအဆင်ပြေမထင်လို့ပေါ့နော်ဒီညာလေးပဲရွေးချယ်လိုက်ပါတယ်တော့ခုံယူရမယ်ပေါ့နော်နေရာရှင်းပြီးဆိုတော့ phone stand ပဲတော့ယူရပေါ့နော်ပြီးတော့သူကဖဲ့တယ်ပါလေအလွယ်ပေါ့နော်ဆိုတော့အစီအစဉ်လိုပဲလုပ်လိုက်ပါတယ်ဒါတော့ PR ကပြထားတဲ့ကလေးလေးပန်းထားပေါ့နော်cherry ဒီပေါ့နော် cherry အလုံးနဲ့ပတ်သက်ပြီးတော့ cherry ဘယ်လိုပြောမလဲဒီဖွေးပြရတာအတွက်ပေါ့နော်ရိုက်ထားတဲ့ဗီဒီယိုကဗီဒီယိုနောက်ွယ်ရပါတော့ဗီဒီယိုလည်းထိတ်တင်ပြပါမယ်ခုတော့ဘာမှမလုပ်ခင်ဘိုက်စားလို့ဆိုပြီးတော့ဒီမုတ်ခလေးရစားပါမယ်ပြီးတော့ရ make up မလိမ့်ဘူးပေါ့နော်အဲ့လိုမျိုးအရင်ရေးချေ gift way ဗီဒီယိုတွေမှ make up လိမ့်တာပေါ့နော်ဒီတိုင်းကိုကွာဝရိုက်တဲ့ဥစားဆိုတော့ cherry ဒီမျိုးနဲ့ခန်းဒီအစီလေးပဲဆိုလိုက်ပါတယ်မဆိုရင်ကျွန်တော်ညနာဖြူပဲဖြူရောကြီးဖြစ်နေတော့ကြည့်လို့ဆင်မပြေလို့ပေါ့နော်ဒါတော့ cherry အများဆုံးနေကြနှခမ်းလေး3ခုပေါ့နော်အရင်ဆုံးဒီ bella အမဟုတ် hardy hat ကအစီလေးနည်းနည်းလေးဆိုမယ်နော်တခါရဲ့အတဲထည့်လိုက်ပါတယ်ပြီးတော့ဒီ novo ကနှခမ်းလေးဒါလေးလည်းဆိုပါမယ် cherry ကအများကြီးမဆိုးဆိုတော့နှခမ်းလေးအများကြီးကျန်သေးတယ်ကွာဒါလေးတော့အမျိုးနှခမ်းဖော်တာပေါ့နော်တော့ shape လေးဖော်လိုက်ပါတယ်ပြီးတော့အကုန်လုံးတစ်ခြားလေးဆိုးပေးလိုက်ပါမယ် Prepare gift ပေးထားတဲ့ဗီဒီယိုတင်တော့မှာပေါ့နော်အဲတော့လည်းအဲ့လိုပဲဆိုတာပါခုဒီရလေး page လေးပေါ့နော်ဒါလည်း hardy hat ကထုတ်တာပဲဒါလေးကနောက်ဆုံးအဆင့်ပေါ့နော်ဒီရလေး jelly show နှခမ်းလေးပေါ့တော်တော်ဆိုးလို့ကအားလေးနောက်ဆုံးမှာဆိုးလိုက်ပါတယ်ကဲခုရပါပြီကဲဒါဆိုရင်တော့ရိုက်ပြီးသွားပါတော့ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်မဟုတ်သေးပါဘူးကျန်သေးပါအရင်တိုင်းလိုမျိုးပဲကျန်ခုကတော့ဗီဒီယိုရိုက်ပြီးသွားဖြစ်တဲ့အတွက်မုတ်စားလိုက်တာပါပြီးတော့နှခမ်းလေးဖြတ်ပြီးတော့ဒီဗီဒီယိုဒီလောက်ပါပဲ bye guys thank you for watching see you next video